အားလုံးမင်္ဂလာပါမနေ့ကရွေးချယ်ပြလိုက်တဲ့ပွဲစဉ်တွေရောအရင်ရက်ကရွေးချယ်ပြလိုက်တဲ့ပွဲစဉ်တွေရောနှစ်ရက်ပေါင်းမှာတော်တော်လေးအများဆုံးများသွားကြတဲ့ညီကိုတွေကျွန်တော်ကိုမဟုတ်လာပေးကြတာကျေးဇူးအများကြီးတင်ပါတယ်တစ်တွေကတော့အများတန်း free ဖြစ်ပါတယ်ဒီနေ့လည်းအကောင်းဆုံးပွဲစဉ်နှစ်ပွဲကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အချိန်နဲ့ညှိပြီးထိုးအောင်မှာဖြစ်ပါတယ်ဒီနေ့အကောင်းဆုံးပထမဆုံးပွဲစဉ်ကတော့9နိုင်ခွဲမှာကစားမဲ့စပါးနဲ့အေပီလာပွဲစဉ်ဖြစ်ပါတယ်နောက်ဆုံး5ချိန်ထိပ်တိုက်တွေ့ဆုံနိုင်ရမှာသွင်းကိုက3ဂိုးနဲ့အထက်ချီထားတဲ့အသင်းတွေထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ပေါက်တာရဲ့ body ကြီးကအင်ဂျင်စပါးဘက်ကလည်းပဲ80ရှုံးပေါက်တာတယ်။ဂိုးပေါင်းကြီးကတော့3လုံး80နိုင်ဖြစ်ပါတယ်။ဒီပွဲစဉ်ကိုနေ့ချုပ်ပြောရမယ်ဆိုရင်ဒီကိုရီကစားမဲ့ပုံစံတပွဲကောင်းရိုက်ချင်နေဆိုရင်တော့စပါး body စပါး9ဘက်ကိုရွေးချယ်ပြီးစော့ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲကစားပြီးသွားရင်ညကင်း10နိုင်တိုးမှာကစားမဲ့လီဗာပူးမန်ယူပွဲကိုနောက်ထပ်တပွဲကောင်းဆက်ရိုက်လို့ရမှာဖြစ်ပါတယ်။မန်ယူရဲ့လက်ရှိစီဇန်ကအရင်ကထက်ပါမန်ထက်အနည်းငယ်ပိုကောင်းလာတဲ့အနေအထားတွေကိုတွေ့နေရပါတယ်။လီဗာပူးကအားလုံးသိကြတဲ့အတိုင်းတွင်းကိုတွေတော်တော်လေးတွင်းနိုင်ပေမဲ့ခန်းစစ်ကတော့တော်တော်လေးကိုအဆင်ပြေမနေသေးဘူး။မန်ယူကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာတွင်းကိုလေးတွေအနည်းငယ်နေလိုက်ရတယ်ဆိုတဲ့အနေအထားမှာဒီပွဲစဉ်ကိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုရွေးချယ်စေချင်ပါတယ်။ဘော်ဒီကစားနေတဲ့ညီကိုတွေကလီဗာပူးအိမ်ရှင်ဖြစ်လို့1-0တဲ့ပို့သွားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ည10နိုင်တိုးမှာလီဗာပူးမန်ယူပွဲကိုတပွဲကောင်းရဲချင်တဲ့ညီကိုတွေကလီဗာပူးဘော်ဒီဒါမှမဟုတ်လီဗာပူး9ဘက်ကိုရွေးချယ်ပြီးစော့ကစားမှာဖြစ်ပါတယ်။ဒီနေ့အကောင်းဆုံးပွဲစဉ်နှစ်ပွဲကတော့စပါးဘော်ဒီစပါး9ဘော်လီဗာပူးဘော်ဒီလီဗာပူး9ဘော်ဖြစ်ပါတယ်။လီဗာပူး9ဘော်ပိုကောင်းပါတယ်။ဒါကြောင့်ဒီညမှာဘောလုံးပွဲတိုးတဲ့ညီကိုတွေအနေနဲ့အမြန်ဆုံးအများကြီးရှာဖွေနိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။